နောက်ဆုံးပေါ်နည်းပညာဖြစ်တဲ့ Sodium Iron 72 volt 33 ampere ကိုသုံးထားပြီးတော့ upgrade လုပ်ထားပါတယ်မင်္ဂလာပါဗျကမ်မိုမြန်မာကနေပြန်ပြီးကြိုဆိုလိုက်ပါတယ်ဒါကတော့အရင်အထက်ပို့ပြီးတော့မိုင်နှုန်းဝေးလဲသွားလို့ရမယ်တက်တန်းလဲပို့ချရှည်အသုံးပြုနိုင်မယ် Sodium Iron type battery ကိုသုံးထားတဲ့ Frontier ဘိန်းလေးပဲဖြစ်ပါတယ်ဗျထွက်ရှိထားတဲ့ Frontier ဘိန်းတုံးကတော့ Graphene type ပေါ်မှာ72 volt 26 ampere battery ကိုသုံးထားဖြစ်ပြီးတော့အခု version အသစ်မှာတော့နောက်ဆုံးပေါ်နည်းပညာဖြစ်တဲ့ Sodium Iron 72 volt 33 ampere ကိုသုံးထားပြီးတော့ upgrade လုပ်ထားပါတယ်ထူးခြားတဲ့ချက်တွေအနေနဲ့ပထမဆုံး ampere ပိုများလာတဲ့အတွက်ကြောင့်မို့အရင်ထပ်မိုင်နှုန်းပိုဝေးမောင်းနေလို့ရမယ်ဒုတိယချက်အနေနဲ့အရင် Graphene ဘိန်းတွေတော့ battery 6 လုံးအသုံးပြုထားပြီးတော့အခု Sodium Iron 3 battery ကတော့2လုံးနဲ့ဖြစ်တဲ့အတွက်ကြောင့်မို့ cycle weight ပိုပွားသွားပြီးတော့အရင်ထက်လည်းတက်တန်းပိုကြာရှည်အသုံးပြုနိုင်မှာဖြစ်ပါတယ်ထပ်ပြီး Sodium Iron battery ကြောင့်အသေးစိတ်ကိုလည်းနောက်ဗီဒီယိုတွေမှာအကျယ်တုံးပြောပြပေးအောင်မှာဖြစ်လို့ဆက်ဆောက်တော့ကြည့်ရှုပေးကြပါအောင်ဗျာအားလုံးကျေးဇူးတင်ပါတယ် Tonight we are the fire